Wow, I can't believe it. That is great. Wow. So what is the word that we are Wow, I can't believe it. Believe it. Believe it. This is great. Wow, မယုံနိုင်စရာပဲကောင်းလိုက်တာပါဆိုတော့အဲ့တော့ believe it. Believe it အတန်ကိုဆက်ပြီးတော့ပြောပါမယ်. This is such a nice. NIC is nice ကိုအတန်ထွက်တဲ့ခါကျရင် nice ကိုအတန်ထွက်တာ surprise. This is such a ဒီနဲ့ကိုဆက်ပြီးဆိုကြမယ်နော် such a believe it ဟုတ်နော် this is such a nice surprise. Thank you so much. ညလေးထားတာလေးကျေးဇူးအများကြီးတင်နော် so incredible အဲ့တော့တခုခုကိုအော်ရာမယူချင်နိုင်တော့ opted ပါတဲ့ခါကျအဲ့လိုချင်တာ incredible အဲ့တော့ incredible လေးတန်ရှိတယ်ပေါ့နော် so four syllable ရှိတယ်မှတ်ရမှာ incredible အဲ့တော့ syllable နဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာပြပြမယ် incredible အဲ့တော့ incredible I never expected that အဲ့တော့ did I never expected it မယုံနိုင်စရာလုံးဝမယုံလေးထားခဲ့ဘူး so incredible I never expected it. Wow, this is great. I appreciate it. အဲ့တော့ကျေးဇူးတင်ပါတယ်လို့ပြောတာကျွန်တော်က thank you လို့ပြောနေတာဒါဆိုရင်ဒီဗီဒီယိုကြည့်ပြီးတဲ့နောက်ပိုင်းမှာ appreciate this ဆိုတဲ့ပြောအသုံးလေးကိုတော့မှာ I appreciate that. I appreciate this ဆိုတဲ့အသုံးလေးကိုတော့မှာ appreciate this. Wow, that is great. I appreciate this. Now, how awesome it is. And all offset is there. Not by the chair or sweet for the soda javelin. And how awesome is this? My dear, this I'm completely surprised. My deep out of the time, that's it, no? ကျွန်မကတိတ်ကောင်းနဲ့အော်လေးဆိုတဲ့တော့အဲ့တော့လူငယ်တွေအထူးသဖြင့်ပြော offset တောင်းကြတဲ့တခါကျရင် cool လို့ကပို့မဟုတ်ဘူးဆိုအဲ့ဒီကိုကအေးတော့ပြောတာ cool ကကျတော့ might တာအဲ့တော့သဘောကျဆို is cool ဒါမှမဟုတ် cool တခုအများတော့ပြောရဲအဲ့တော့ oh my gosh အဲ့တော့ got မဟုတ်ဘူးဒီမှာကျ sh oh my god မျိုးမျိုးပြောတာနော် you guys are great thanks for all of this all for all of this for all of this AI မင်းတို့တကယ်ချင်းအောင်ဒီဒါတွေဟုတ်တယ်ဒီထားလို့ကျေးဇူးပါဆိုတော့ပြောလို့ရပါတယ်ဘာသူများကိုသတင်းကဒီဘယ်လိုပြောမလဲအမယာတုတစ်တွေထိပေါက်တယ်ဆောင်ရွက်အောင်လည်းလက်ထပ်တော့မယ်စသဖြင့်ပြောတဲ့ကြရဒီလိုကြတယ်ကိုသတင်းကသူတွေထည့်ပြီးပြောဖို့ဒီကြည့်ကြည့်ရအောင် I'm really pleased to tell you ဘာကြောင့်လဲနော်ကိုပြောချင်တဲ့အကြောင်းလေးဒီမှာထည့်မယ် I'm really pleased to tell you for example, I'm really pleased to tell you that I have been chosen for a scholarship. တော့ပညာရေးစုရွေးချယ်ခံရတယ်ဆိုတော့ဒီပြုတ်ပြတော့ပညာရေးစုရလို့ဝန်တာအဲ့လေပြုတ်ပြတကယ်ချင်းကိုတရားရောက်ကို I'm really pleased to tell you that I have been chosen for a scholarship. I got that have to that I got some good news to tell you. I got some great news for you. I got brilliant news for you. I got wonderful news for you. I got splendid news for you. Splendid. တော့ကောင်းတာတွေပဲเนาะ splendid ဒီမှာ great brilliant wonderful splendid ဒါဒီကတော့ adjective တွေအဲ့တော့ good news ပြောပါနဲ့ good news ဆိုတော့ညနေတော့ဒါသတင်းကောင်းဆိုပြီးအဲ့ဒီ good news က good နေရာမှာ great ကိုထည့်မယ် brilliant ကိုထည့်မယ် wonderful ထည့်မယ် splendid ကိုထည့်မယ်ဆိုတော့ဒီလိုကြောက်ကြည့်တဲ့အခါကျတော့တစ်ခါနဲ့တစ်ခါမတူဘူးကိုကောင်းတဲ့စကားလုံးနဲ့ဖြစ်လာမယ်ပြောပါများတော့ကိုယ်ပိုင်စကားလုံးဖြစ်လာမယ် a great news for you သတင်းကောင်းပြောမယ်နော်ဒါလေးတူပဲနော်ဟုတ်ပြီကျေးဇူးပါနောက်တစ်ပိုင်းမှာဆက်တွေ့ပါမယ်